အားလုံးမင်္ဂလာပါဒီရက်17လ2025 20ကြိမ်ရောက်ပြီเนาะဒီနေ့မှာတော့ဒီထီမီမိကနေတော့မပေါက်သေးဘူး20ကြိမ်5ကြိမ်ပဲကျန်တော့တယ်ဒီနေ့ကုန်ပြီဆိုတော့ကိုနေ့ကကျွန်တော်ဗီဒီယိုအတူလေးတင်ပြပေးလိုက်တဲ့ကနန်းကတော့သူကဒီလိုလုပ်တာဒီခုရှေ့ရှောက်ဒီကနန်း3လုံးကိုတွေ့ရအောင်ပါအပီပေါက်ထွက်သွားပါတယ်ခုရှေ့ရှောက်ဆိုတော့ဒါတော့အားထိုးရမှာပေါ့နော်ဒီမှာအားမထွက်သွားပါတယ်ရှောက်ရှေ့ခုဒီ3ပင်ကျော်မှာဒီမှာနော်ဒီအင်းခု3ရှိ3ရ9ပြီး3နဲ့3ပြီးကျော်ပြီးဒီမှာနေ3ပြီးဒီကနန်း3လုံးကိုဒီမှာ3နှစ်လေးလို့ထွက်သွားပါတယ်အားထိုးရမှာပေါ့နော်ဒီတော့3ပြီးကျော်ဒီမှာရှင်း9နဲ့ရှင်း6 9 3 5 6ပြီး6 4 6 9ဒီကနန်း3လုံး6 9ထပ်ထောက်မှာလား19ကြိမ်မှာ6ဒီ20ကြိမ်မှာ6ထပ်ထောက်ပြီးဦးမလားဒီ20ကြိမ်မှာဟုတ်ပြီကိုကောင်းလေးပြပေးပါမယ်ဒီမွေးကနန်းကြဆိုင်လေးကိုထွက်မှာလားဗောနော်ဒီကနန်းကိုစောင်းနေတာဒီကနန်းလေးကိုစောင်းနေတယ်ထွက်ပေးမှာလားဒီ6ရှေ့နှစ်ကနန်း3လုံးပေါင်းခြင်းက6ကနန်း3လုံးပေါင်းခြင်း6ကိုဒီမှာ3ရ3ဆိုတော့6ဒီကပြတ်နေနော်ဒီကပြတ်နေတယ်ဒီမှာ6ရှေ့နှစ်ဆိုတော့3လုံးပေါင်းခြင်း6ကို3ရ3ဆိုတော့3လုံးပေါင်းခြင်း6ဒီမှာ3 9 4ကနန်း3လုံးပေါင်းခြင်း6ကိုဒီမှာ3 5 8လေကနန်း3လုံးပေါင်းခြင်း6လို့ပြန်ရိုက်တယ်တွေ့အောင်မှာ3 5 4ကနန်း3လုံးပေါင်းခြင်းကနှစ်ကနန်း3လုံးပေါင်းခြင်းနှစ်ကိုဒီမှာ9ဆိုတော့8နှစ်ဖြစ်ဖို့အတွက်ကလေးထိစီဒီနေ့မှာဒီနေ့ဆောင်မှာထိစီမထွက်သေးတဲ့ထိစီပေါ့နော်3ညာဒီလေးကျန်တဲ့ကိုတော့ထွက်တော့ပါပြီ3ညာရှိလေးကျန်တဲ့ဆိုတော့လေးဝေကနန်းကြ size ဆိုတော့လေး
ခါကြတော့ဘယ်လိုလာမှာလဲဆိုတော့ဒီရှေ့ဒီဟာလေးကြတော့ပါဝါနဲ့ရိုက်တာတို့ပါဝါနဲ့ရိုက်တာဆိုတော့ဒီမှာရှေ့ခွန်ရှေ့ခွန်ရှစ်နော်ရှေ့ခွန်ရှစ်ရှေ့ခွန်ရှစ်ကနန်းသုံးလုံးပေါင်းခြင်းက3ရဲ့ပါဝါက3ရဲ့ပါဝါက8ဆိုတော့ဒီမှာ3ဆိုတော့8ဒီမှာ964ကနန်းသုံးလုံးပေါင်းခြင်းက9ရဲ့ပါဝါက4ဒီမှာ6ဆိုတော့4နော်ဒီမှာ968ကနန်းသုံးလုံးပေါင်းခြင်းက9ရဲ့ပါဝါက4ဖြစ်ဖို့အတွက်ကဒီမှာ6ထိပ်ဆိုတော့8ခါထဲမှာ4ဖြစ်မှာပေါ့နော်4ဖြစ်မယ်ဆိုတော့6ဒီမှာ8ခါ4ထိပ်8ခါငွေကနန်းကျဆိုင်ဆိုတော့6နောက်ပိတ်ပေါ့6နောက်ပိတ်နောက်ပိတ်ဆိုင်နောက်ပိတ်ဆိုင်လေဆိုတော့ဒီကနန်းနှလုံးပေါင်းခြင်းက30ဒီကနန်းနှလုံးပေါင်းခြင်း30 300ဒီမှာရှိ300နှစ်3လုံးပေါင်းခြင်းတယ်300လို့ပြန်ရိုက်တယ်ဒီမှာကျတော့နှစ်ဆိုတော့4ကိုပြန်ရိုက်ဖို့အတွက်ကဒီမှာ4 5တော့ကနန်း3လုံးပေါင်းခြင်း4ဒီနှလုံးပေါင်းခြင်းက3ကိုဒီမှာ9ဆိုတော့ခွန်9ဆိုတော့ခွန်3ဖြစ်ဖို့အတွက်6နောက်ပိတ်3ဖြစ်ဖို့အတွက်က6နောက်ပိတ်3ဖြစ်ဖို့အတွက်6နောက်ပိတ်ဆိုတော့4 8 6ခုနက6အားဆိုတော့ရှိတယ်စိုက်ကဖုန်းလေးကပထမဖိုင်မှာပြပေးရတယ်9ခါဆိုင်လည်းရှိတယ်ပေါ့နော်ဒီကနန်း3လုံးပေါင်းခြင်း6ကိုဒီမှာ3လုံးပေါင်းခြင်း6ဒီကနန်း3လုံး6ကိုဒီမှာ3လုံး6ဒီမှာ3လုံးပေါင်းခြင်းက2ကိုဒီမှာ3လုံးပေါင်းခြင်း2မယ်ဆိုရင်9ခါ9ထိပ်လည်းရှိတယ်9ထိပ်လည်းရှိတယ်ဆိုတော့ဒီမှာ9ဒီနှလုံးပေါင်းခြင်း4ကိုဒီနှလုံးပေါင်းခြင်း4ကိုဒီမှာ8 3ဆိုတော့4ဒီကနန်းနှလုံးပေါင်းခြင်း8ကိုဒီမှာ8ဒီနှလုံးပေါင်းခြင်း2ကိုခွန်6ဆိုတော့3နှစ်ဖြစ်ဖို့အတွက်ဆိုတော့9ထိပ်စီနော်ခုနကပြပေးထားတဲ့ site နဲ့ကျရင်ပေါ့နော်699အားဆိုတော့သူက4 plate 996
6ဒီတော့ပါလို့ခုနကပြပေးတဲ့ကဏ္ဍက486ဆိုတော့ဒီကဏ္ဍထဲမှာ6ပါတယ်နော်486ပါတယ်ပြီးတော့996ဆိုတော့လည်းပါတယ်ဒီထဲမှာပါတယ်ဆိုတော့ဒီမှာဒီပါလေမထွက်ကနန်ထိပ်စီကြိုက်တဲ့အတွက်486ဒီထိပ်လေးတွေ့တယ်နော်တူညာထိပ်လေးပြပြီးပြီနော်ပထမဖိုင်မှာ395ဒါကမွေးကြဆိုင်နော်အားလုံးအတူတူကံကောင်းကြပါစေဗျာဒါကမွေးကနန်းကြဆိုင်ဂျိုင်းနေတဲ့တူယူကစားပါအားလုံး20ကြိမ်မြောက်မှာတီတီမိမိပေါက်ကြပါစေဗျာ